အလောင်းတော်ရုပ်ကလေးအိန္ဒိယတနိုင်ငံလုံးအဲ့လိုမျိုးအတ္တကိလေသာနိရောဓအကျင့်ကိုကျင့်နေကြတယ်နှိမ့်ဆက်ညှဉ်းပန်းနိုင်မှချမ်းသာကိုရမယ်လို့ဒီလိုမျိုးအယူဆရှိတယ်ဒီယူဆမှားတယ်လို့ဒုတိမောက်မှန်တယ်လို့အလောင်းတော်ဆုံးဖြတ်နိုင်ပြီလားမဆုံးဖြတ်နိုင်ဘာလို့မလို့ဆုံးဖြတ်နိုင်အောင်လုပ်ရမယ်ဆုံးဖြတ်နိုင်အောင်လုပ်မယ်ဆိုရင်ဘာလုပ်ရမလဲကြင့်ကြည့်ရဒါဆိုလို့ချင်းရုပ်ကလေးဒီဟာမှန်တယ်မှားတယ်ဆိုတာကိုပါဇက်ကပြောင်းနေဘူးလက်တွေ့မျက်တွေ့ကျင့်ဒါကြောင့်မလို့ရုပ်ကလေးမြတ်စွာဘုရားရှင်ပွင့်ထွန်းလာတော့အိန္ဒိယမနဝါရတဘာတော့အာဇီဝဝါရတွေမိဂန္ဓတွေကမြတ်စွာဘုရားရှင်ကိုကြီးညိုလေးစားတယ်ဆိုတာသူတို့တက်ပို့ပြီးကျင့်ခဲ့တာရာဇဝမယ်ရုပ်ကလေးဒါကြောင့်မို့ဒီကျင့်တွေကိုကျင့်ပြီးကျင့်ပြီးမှဆုံးတော့တာကိုလက်တွေ့လုပ်ပြီးမှရုပ်ကလေးဒီအကျိုးပြစ်ကိုသိတာမဟုတ်လားဒါကြောင့်မလို့ရုပ်ကလေးဝင်သက်ထက်မရှိတဲ့အာနာပါနအာပါနကဇံကျင့်ဝင်လေထလေကိုနှာခေါင်းကမရှိတော့ဘူးပါဇက်ကမရှိတော့ဘူးဆိုတော့နားကနေပြီးတော့လေတွေထွက်လာနှာခေါင်းနဲ့ပါဇက်ကိုပိတ်လိုက်အားဘောကနေထွက်တယ်လေတွေတရှုရှုနဲ့ထွက်အဲ့လိုကျင့်နေတဲ့အချိန်မှာပြင်စဝိကေ9ဦးဆိုတာရောက်လာပြင်စဝိကေ9ဦးကရောက်လာပြီးတော့ရုပ်ကလေးပြင်းပြင်းထန်ထန်ကျင့်ပြီဆိုလို့ရှိရင်အထင်ကြီးတာဒါထုံးစံပဲအောင်တော့မယ်ပေါက်တော့မယ်တရားရတော့မယ်ဆိုပြီးတော့ရုပ်ကလေးအဲ့ဒီလိုမျိုးဝိုင်းပြီးတော့ပြည့်စုံကြတယ်ဘယ်နှစ်ယောက်တော့9ယောက်အလောင်းတော်ခေါ်တာလားသူတို့မှန်လာတာလားသူတို့မှန်လာတာဒါကြောင့်မလို့အလောင်းတော်ဟာအဲ့တော့နားတွေကထွက်တဲ့ခါကျတော့နားကိုပိတ်လိုက်အဲ့ဒီလိုနားကိုပိတ်တော့လေရက်ဘယ်ရောက်လဲဆိုတော့ငယ်ဒိတ်တက်ထိုးတာအဲ့တော့ငယ်ဒိတ်တက်တော့ငယ်ဒိတ်မှာချွတ်နဲ့အချွတ်နဲ့ထိုးတယ်လို့ခံစားရနားဘောက်ကောနှာခေါင်းဘောက်ကောပါးစပ်ကောပိတ်လိုက်တဲ့ကြောင့်လေတွေဟာဥထဲမှာလှည့်ပြီးတော့အဲ့ဒီဥထဲမှာသားလိတာနဲ့အလိခံရတယ်လို့ရုပ်ကလေးပြင်းထန်တဲ့ဆင်းရဲတွေကိုခံစားရဥကောင်းကလည်းရုပ်ကလေးပြင်းပြင်းထန်ထန်ကြိုက်လာတယ်အလောင်းတော်ဟာဒီမလျှော့ဘဲနဲ့ဒီဇံကိုပဲဆက်ဝင်စားပဲအဲ့မှာယောက်ျားမြတ်တို့ရဲ့ရေမှန်းချက်ဆုံးဖြတ်ချက်ဟာအသက်ပင်သေးသေးဆိုပြီးတော့ရောက်တော့မိမိရဲ့လိုရာရေမှန်းချက်ကိုရောက်အောင်မသွားဘူးလားတော်ရုံသိမ့်ရုံကိုရုပ်ကလေးထက်ကိုမတွက်ဘူးအဲ့ဒီလိုကောင်းနေကိုင်းနေတယ်လေဒီထိုးပြီးအောက်နေတယ်ဒါပေမဲ့တဲ့ယောက်ျားမြတ်မစွန့်ဘူးအဲ့ဒီလိုမစွန့်တဲ့ခါကျတော့ရုပ်တော့တကောလုံးပူချစ်လာတယ်မိကြီးထဲမှာกินတယ်လို့ခံစားရတယ်အဲ့ဒီလိုခံစားရတဲ့ခါကျတော့လည်းရုပ်လို့မစွန့်ဘူးဒီဇံကိုပဲဆက်ပြီးကျင့်တယ်အာပါနကဇာအသက်ကိုအောင့်ကျင့်အသက်ကိုအောင့်ကျင့်တယ်ဆိုတော့ရုပ်တို့က6နှစ်လုံးလုံးအဲ့လိုကျင့်တာလားလို့အဲ့လိုမဟုတ်ဘူးရုပ်အဲ့လိုကျင့်သေးသွားမှာအချိန်ပိုင်းအဲ့လိုမျိုးကျင့်သွားအားနေပြီးတော့ဘိုင်းကနေပြစ်လဲသွား